ဝက်စီဥလေးကြော်ထားပါတယ်ဝက်စီဥကြော်ဖို့ဆိုလို့ရှင်ဝက်စီဖတ်လိုတယ်ပေါ့နော်ဝက်စီဖတ်ကိုရေနဲ့မဆေးခင်မှာစားနဲ့အရင်နယ်ထားတယ်ပေါ့နော်နယ်ပြီးမှမရေနဲ့ဆေးမှဖြစ်ပါတယ်ရေနဲ့3-4ရေလောက်လိုမျိုး3-4ခေါက်လောက်ဆေးကြောတန့်စင်လိုက်ပါတယ်ဆေးကြောတန့်စင်ပြီးတဲ့ဝက်စီဖတ်တွေကိုပေါ့နော်အခုလိုမျိုးအနီတော့3ထားလိုက်တယ်ပေါ့နော်ပြီးလို့ရှိရင်မုံနဲ့အတွက်ပြင်ဆင်ပါတယ်မုံနဲ့အတွက်ကပဲမုံအစိမ်းမုံတုံးထားပါတယ်မွေးကပေါ့နော်100 gram အထုပ်ရဲ့တစ်ဝက်လောက်တုံးနေဆို50 gram လောက်တုံးထားပါတယ်ဒါကိုစားလေးထဲရပါမယ်ပေါ့နော်ပြီးလို့ရှိရင်တမတော့အောင်မွေးထားလိုက်ပါတယ်ပြီးရင်အရသာမုံထည့်ပါတယ်ပေါ့နော်အခုဒီမှာတော့ဒါရှိသုံးထားပါတယ်ပြီးလို့ရှင်ဆောက်ကောမုံမွေးအကြိုင်မုံသုံးထားတယ်မက်ခါတီမုံလေးသုံးတယ်ပေါ့နော်ရေမထည့်ခင်မှာဒါကိုတမတော့အောင်အရင်လေးမွေးထားလိုက်တယ်ပြီးမှပဲရေလေးနည်းနည်းထည့်ပြီးမှနယ်ထားတာဖြစ်ပါတယ်မုံနဲ့ကအရန်ပြစ်စရာမလိုပေါ့နော်ရေအရန်ကျဲသွားလို့ရှင်လေအစင်မပြေပေါ့နော်အကြောင်းမို့ရေလေးနည်းနည်းနဲ့အဲ့လိုမျိုးမွေတယ်ပေါ့နော်ဥမာရေမလောက်ဘူးဆိုလို့ရှင်လေပြန်ထည့်လို့ရပါတယ်ဒါကတော့မုံနဲ့အတွက်ပေါ့နော်မုံနဲ့ပြီးလို့ရှင်ဝက်စီဖတ်အတုံးလေးတွေကိုပြန်ပြီးမှနယ်ဖို့အတွက်လုပ်တယ်ပေါ့နော်မွေးကြိုင်လေးထည့်တယ်အရက်လေးနည်းနည်းထည့်ပါတယ်ပေါ့နော်အနံ့လေးမရှိအောင်ရက်လေးထည့်ထားတာဖြစ်ပါတယ်အမွေးကြိုင်ကခဏကသုံးတဲ့အမွေးကြိုင်လေးပဲသုံးတယ်ပြီးဒီမှာကျတော့ဂျင်းအရည်လေးကိုညှစ်ထည့်တယ်ပေါ့နော်ဒီဟာကိုပြန်နေလိုက်တယ်ပေါ့နော်ဒီလိုလေးပြထားလို့လေးနေတယ်ပြီးလို့ရှိရင်ဝက်စီဖတ်နဲ့မုံနစ်လေးကိုဆက်လိုက်တယ်ပေါ့နော်ဒါကတော့စမ်းကြော်နေရဖြစ်ပါတယ်ပေါ့နော်ဝက်စီဖတ်ဖြစ်တဲ့အတွက်ကြောင့်မို့ဝက်စီဖတ်ကလည်းအစီထွက်လာမှာမလို့စီလေးနည်းနည်းလေးနဲ့ပဲကြော်တာဖြစ်ပါတယ်ပထမအဆုံးစကြော်ချင်းမှာတော့မီးအေးလေးနဲ့လုပ်ရပါတယ်ဝက်စီဖတ်လည်းကြက်ဖို့လိုရယ်ပေါ့နော်ကြက်ခါနီးဒီဖြစ်ပြီဆိုလို့ရှင်မီးလေးကိုနည်းနည်းလေးပြင်းလေးလှုပ်လိုက်တယ်အချိန်ကြာလို့ရှင်ရွှေဝါရောင်တန်းနဲ့ဝက်စီဖတ်လေးတွေရလာမှာဖြစ်ပါတယ်ဒါပထမဆုံးကြော်တာမလို့ပေါ့နော်သူကစီလေးနည်းနည်းလေးနဲ့စမ်းကြော်နေတာဖြစ်ပါတယ်ဒါတော့ရွှေဝါရောင်တန်းနဲ့ဝက်စီဥလေးရပါပြီပေါ့နော်ပထမဆုံးတိုးလို့ပြောရမှာပေါ့နော်ဒါတော့ဒုတိယကြိမ်တတိယကြိမ်ဖြစ်သွားပြီသူဆရာစီလေးလည်းတော်တော်များများထွက်လာပြီပေါ့နော်ဒါကတော့အလုံးကြော်ပြီးတဲ့ခြေနေလေးဖြစ်ပါတယ်ရွှေအိုရောင်တန်းနဲ့ဝက်စီဥလေးရပါပြီ